โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီကျွန်တော် class နဲ့လေ့ကျင့်ခန်းလေးတစ်ခုဖြစ်တဲ့ဒီ hot grip ဘူးအကြောင်းကိုကျွန်တော်နေ့ sharing လုပ်မှာဖြစ်โอเคကျွန်တော်တို့ဒီလက်ကောက်ဝတ်တွေတန်ကျင်တယ်ဒီလက်ဖြစ်မှာဆယ်တွေတန်မာကျင်တယ်ဆိုရင်ကျွန်တော် class နဲ့မှာသုံးတဲ့ဒီ technique တစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒါတော့ hot grip ဘူးပါ hot grip ဘူးဆိုတာတော့ကျွန်တော်တို့ဒီပုံမှာပြထားတဲ့အတိုင်းကျွန်တော်တို့ဝင်ပြတန်းပြကိုကျွန်တော်တို့ဒီ overhand grip လည်းမဟုတ်ဘူးသူကလက်ကောက်ဝတ်ကိုလက်ကောက်ဝဲအုပ်လေးနဲ့ဒီချိတ်ပြီးတော့ဆွဲရတယ်ပို့ရတယ်လေ့ကျင့်ခန်းလေးတစ်မျိုးပေါ့နော်အဲ့လိုလုပ်ချင်ရပြီကျွန်တော် class နဲ့မှာ base scale တွေမှာပို့ပြီးထောက်ကူဖြစ်လဲဆိုရင်ကျွန်တော် full lever ဟိုးတာတို့ဒီချို့ဒီပူကလောက်တာတို့ slow muscle လောက်တာတို့အဲ့လိုမျိုးလေ့ကျင့်ခန်းတွေမှာကျွန်တော်ဟို strap ပို့ပြီးတက်လာမယ် photo technique အရာပို့ပြီးလုပ်လာမှာဖြစ်ပါတယ်ကျွန်တော်ဂျင်းထဲမှာဒီလက်ကောက်ဝဲတန်အောင်လုပ်တဲ့ဒီ forward muscle ကြီးအောင်လုပ်တဲ့လေ့ကျင့်ခန်းတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ class နဲ့လေ့ကျင့်ခန်းလေးကကျွန်တော်မီ body weight နဲ့ပဲကျွန်တော်ထိအောင်ဆော့လို့ရလေ့ကျင့်ခန်းလေးဖြစ်ပါတယ်ကျွန်တော် phone lever တွေဒီအတူတပြည့် phone lever လေ့ကျင့်တဲ့ခါကျဒီ grip သုံးနေရပြီကျွန်တော်ပို့ပြီးတော့ကြာရှည်ဖိုးနိုင်ပါဘူးเนาะအဲကြောင့်ဒီနေ့location နဲ့ဒီ hot grip ဘူးကလေးကိုကျွန်တော် sharing လုပ်ပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်